She's very va-va-voom. My favorite expression is va-va-voom. Va-va-voom. The va-va-voom cover. ဒီဗီဒီယိုလေးထဲမှာပြောသွားတဲ့ va-va-voom ဆိုတဲ့ expression လေးရဲ့အဓိပ္ပာယ်ကိုအတူတူလေ့လာကြည့်ကြအောင်နော်။သူရဲ့အဓိပ္ပာယ်လေးကတော့မျက်တောင်မခတ်ပဲကြည်ရလောက်တဲ့အထိအယမ်းမိုက်ပြီးတော့မှဆွဲဆောင်မှုရှိတဲ့အရာဝတ္ထုလူဒါမှမဟုတ်ရင်အဖြစ်အပျက်တစ်ခုခုကိုပြောချင်တဲ့အခါမျိုးမှာလည်းသုံးလို့ရပါတယ်။ဆိုတော့ဒီ expression လေးကိုပို့ပြီးတော့မှတ်မိသွားအောင် example sentences လေးတွေနဲ့အတူတူလေ့လာကြည့်မယ်နော်။ပထမစာကြောင်းလေးကတော့ add a bright lipstick if you want to give your look some va-va-voom ဆွဲဆောင်မှုရှိတဲ့ပုံစံလေးဖြစ်ချင်ရင်နှာခမ်းနေရဲရဲလေးဆိုလိုက်ပါလို့ပြောချင်တာပါ Number 2 That outfit has so much va-va-voom You look amazing tonight ဒီဝတ်ဆောင်လေးကအရန်ကိုဆွဲဆောင်မှုရှိပြီးတော့မှဒီညနေအရန်ကိုကြည့်လို့ကောင်းနေတယ်လို့ပြောချင်တာပါ Number 3 Her performance was full of va-va-voom from start to finish သူမဖြတ်ပြေးသွားတာကအစကနေအဆုံးအထိအရန်ကိုတက်ကြွပြီးတော့မှဆွဲဆောင်မှုရှိတယ်လို့ပြောချင်တာပါဆိုတော့ဒီဗီဒီယိုလေးကသင်တို့အတွက်အထောက်အကူဖြစ်တယ်ဆိုရင် comment မှာ yes လို့ပြောခဲ့ပါအောင်နော် bye bye